ီးတွေကမှန်တယ်တော့ရိုင်းနော်ဘီးတစ်လုံးနဲ့တက်တာလည်းရှိတယ်လို့ဘီးနှလုံးနဲ့တက်တာလည်းရှိတယ်ဘီးနှလုံးအပြင်လည်းမရှိတော့ရိုင်းနော်ဒါပေမဲ့တို့အားရသွားရင်ဘာလို့ပဲခေါ်တော့မှာအတက်အဲ့တော့အတက်ဘယ်နှလုံးရှိလဲဆိုရင်ဘယ်နှလုံးရှိရဲတွဲရတယ်လည်းမလို့ရိုင်းနော်အဲ့တော့အတက်29လုံးမှာ29တန်ရှိရတာဆိုတော့မဟုတ်ဘူးဘယ်နဲ့တန်ပဲရှိမှာလဲဘယ်နဲ့တန်ပဲရှိတယ်ရိုင်းနော်အတက်တန်ကိုကုဆိုရီအဆုံးတန်လို့လည်းခေါ်သေးတယ်ဖတ်ချင်းဆိုရီလို့လည်းခေါ်တယ်ရမယ်နော်အဲ့တူတဲ့အတက်တွေစုသွားတာမို့အတက်အားဖြင့်9တန်ပဲကျန်တော့တာအတက်အားဖြင့်ကျတော့20နဲ့9လုံးရှိတယ်ရိုင်းနော်အတက်တန်တွေကိုဖတ်တော့မယ်ဆိုရင်သတိထားမှာ2ချက်ရှိတယ်ဘီးနဲ့တရာနဲ့ရဲ့အတန်ပေါင်းတဲ့အတန်ဘီးတရာပေါင်းတဲ့ခါတို့ခေါ်တို့ကိုတို့ကူတို့ရိုင်းနော်ဒီနာနော်တို့အဲတို့အဲ့ဒီအတန်တွေကိုမပြောက်ရဘူးရမယ်နော်တစ်ချက်နောက်တစ်ချက်ကဘာလဲပေါင်းဆိုတော့အတန်တန်ပေါင်းဆိုတော့အဲ့နှစ်ချက်တည်းကတစ်ချက်ရော့တာနဲ့အတန်မကောင်းတော့အဲနော်ဘီးတရာတွဲတာကိုဖြောင်းလိုက်ရင်လည်းအတန်ကပျောက်တယ်အတန်ပြက်တယ်ပေါ့နော်အတန်တန်အပီးမထွက်နိုင်ဘူးအတန်တန်တော့အပီးမထွက်နိုင်အတန်တန်ပေါအောင်မဆိုးနိုင်ဘူးဆိုရင်လည်းအတန်တန်ပြက်သွားတာမျိုးအတန်မှားသွားတယ်အဲ့နှစ်ချက်လုံးကိုသတိထားပြီးခိုင်းရအဲ့နော်အတန်တန်9တန်ဘာတွေလဲဆိုရင်အင်္ဂလိပ်လိုပြောအင်္ဂလိပ်လိုကဒါအဆုံးသတ်ကိုပြောတာအမေစားရဲ့ဆုံးသတ်ကေတန်ထွက်တယ်လို့ထွက်ရမှာအတန်ကိုရီးယားလို့ဆိုဘာတန်လို့ခေါ်ခါတန်လို့ပြောမှာရိုင်နော်ခါတန်လို့လည်းပြောရရှိတယ်ခါအတတန်လို့ပြောရလည်းရှိရိုင်နော်ခါအတတန်ခါတန်ထွက်တာအတဘယ်နှလုံးရှိလဲဘာလို့ခါစာရာအတန်ထွက်ရင်လေဘင်းတော့ဝတ်တန်ထွက်တာအာရဲ့ခါတန်အာကိုခါတန်ရင်အာညမနော်အခါထီလည်းမရတယ်လို့အာပဲလည်းမဟုတ်ဘူးအလဲမှာထွက်ရမှာအခါလို့ဆရာမလို့အဲ့လိုပဲအာလို့ဆိုလို့လည်းမရဘူးညမနဲဒါတော့အန်တန်အတတန်ဆိုရင်နားတယ်ပါမယ်အတကနာကြနာဟာဒီနာကြနာဟာဘာနာမဲတော့မှာအတန်မဲတော့မှာအတန်တူမယ်အတက်မတူဘူးအတက်မတူတဲ့အတွက်အထိပ္ပယ်လည်းမတူဘူးရမယ်နော်အဲ့တော့အာဝနာတတဲ့အတန်ဆိုရင်အာနာမဖြောက်ရအောင်ရမယ်နော်နောက်ပြီးရင်ဒါအတန်ထွက်တယ်ဒါအတန်ထွက်တာလေအင်္ဂလိပ်လိုဆိုတီတန်ထွက်တာဒါအတန်ဘယ်တက်တွေပေါင်းမှလဲဒါစာချာချာဟာစာဒါတော့ရနေမှရမလို့လည်းပြန်ပြီးမှဘယ်တက်ကဘာတန်လဲဆိုပြန်ပြီးမှဟုတ်တယ်။နဲအဲ့တော့ဒါကြတော့အာဟုဒါကြမှာဆိုတော့ဘယ်လိုတန်ထောင်းအတန်ကြလိုက်ရမှာအာဒါကိုအတန်ကြမ်းဆိုတာရိုင်နော်အာဒါလည်းမဟုတ်ဘူးအချလည်းမဟုတ်ဘူးရှာလေးကတွားနောက်မှာတွားချိလိုက်အဲ့တန်ထွက်တယ်ရမယ်နော်ပြီးရင်ဘာတန်လဲရာကအင်္ဂလိပ်လိုဆိုရင် L ဆုံးတယ်လို့ဆိုတာ L ရှာလေးတယ်အဲ့လိုပဲရှာလေးရအောင်ရမယ်နော်ဘယ်တက်တွေမှမလဲရာဘာရာစာရာချာရာဟာအတန်ထွက်ရင်ဘယ်လိုထွက်တာအာဟုတ်တယ်ဟင်အမကွာဆိုကြရင်လေဆိုရင်အာလို့ဆိုကြတယ်ဒါဘူးမဆွဲစိတ်ဘူးနော်အဲရှာလေးဆိုတော့အာကြီးလေးချာဒါကြီး L တန်ကြီးထည့်ချလိုက်တာကွာအဲ့လည်းပေါ့အဲ့ကလာနေပြီပေါ့ရှာလေးတော့လေးတယ်ဆိုရင်လေးလိုက်တာအဲ့လည်းပေါ့နဲနောက်တော့အမ်ဒန်ဒါပိတ်တယ်အတန်ရှည်တယ်သူကညနော်အဲ့တော့မတန်ထွက်တာပေါ့ကိုရီးယားလို့ဆိုရင်အဲ့တော့ရာမတန်ထွက်တာလေအမ်တန်ထွက်တာမတန်ထွက်တာညနော်မတန်ထွက်တဲ့အတက်လို့ပြောလိုက်ရင်ဒီနှလုံးဒါရာတန်ထွက်တဲ့အတက်လို့ပြောလိုက်ရင်ဒီ၅လုံးဒါတန်ထွက်တဲ့အတက်လို့ပြောလိုက်ရင်9လုံးအဲ့လိုသိရမှာဒါတန်ထွက်တဲ့အတက်လို့ပြော
ဆိုရင်အကုန်လုံးဆိုလိုတာဒါတစ်လုံးလုံးဆိုလိုတာမဟုတ်ဘူးနော်ဓာတ်တန်ထွက်တဲ့အသက်ဆိုရင်ဓာတ်စာဂျာချထဟာစအကုန်ပါတယ်ညမယ်နော်အဲ့တော့မတန်ဆိုရင်ပါဇက်ပိတ်မယ်အတန်းရှည်မယ်အာဝမတန်မယ်အာညံတော့နောက်တစ်ခုပီတန်ဘာတန်ထွက်တာအဲ့တော့ဘာတန်ကဘလို့လို့ပါဇက်ပိတ်တယ်အတန်ပြက်တယ်အဲ့တော့ပါဇက်မပိတ်ချင်လို့မရဘူးလားဆိုတော့မရဘူးမပိတ်ချင်ပဲဖြစ်နေမှာပေါ့ကြီးကနေဖြစ်နေညမနော်အဲ့တော့ဘာတန်ထွက်တာဘယ်လိုလေးပါလဲဘာဖာရာဖာဘာသာညမနော်ဘာဖာရာဖာဘာသာဘာတန်ထွက်တယ်ဘာတန်ဘယ်လိုထွက်တာလဲပါဇက်ပိတ်တယ်အတန်ပြတ်တယ်အာဘာတန်အိမ်မှာဆာဖိုင်အဲ့လိုဖတ်ဘာတန်ထွက်တယ်ဘာတန်ထွက်တာလဲပီတန်ပါဇက်ပိတ်တယ်အတန်ပြတ်တယ်ဘာတန်လည်းမှာဘယ်တက်တွေပါလဲဘာဖာရာဖာဘာသာပါလဲအတန်ဘယ်လိုထွက်တာလဲဒါအာကိုတက်လို့အောကိုတက်ရင်အောအိုတက်ရင်အိုကိုတက်ရင်သွားလဲစီဇရပဲဟုတ်တယ်လားသွားလဲစီပြီးပါဇက်ပိတ်လိုက်သွားရင်စီမှာပြီးကိုထွက်မှာပြီးပါဇက်ပိတ်မှာ၃မျိုးညံနော်သွားစီထွက်ပါဇက်ပိတ်ညံနော်နည်းခံကြရင်အဲ့ဒီတန်တွေပြင်တင်မှာပါအခုကအာတစ်ခုပဲတက်ပြန်နေရလေတက်လို့ရတဲ့အတက်တွေအများကြီးရှိရလေအဲ့နည်းခံကြမှတင်လူလေးရမှာနော်နောက်ဆုံးတစ်ယောက်ငါတန်ထွက်တာအန်ဂျီကငါတန်အတန်ဆိုရင်အာတန်လို့ပြောတယ်ရမယ်နော်သူ့ကိုအာတန်လို့ပြောရပါဒါပေမဲ့အာတန်တော့မဟုတ်ကိုရီးယားလို့ဆိုတော့အာလို့လည်းမပြောတော့ခါကျအင်းအဲ့လိုတော့သူ့နာမည်ကအင်းတက်အာတက်မြန်မာလိုကအာတက်လို့ပြောကြတာပါငါတန်ထွက်အတက်ကတယောက်သေးပဲရှိတယ်နော်အာတလုံးလေးပဲရှိတယ်မြန်မာပေးထားတာကိုရီးယားလူလူသားပြီးတာမပြောလို့ကောင်းတယ်အာကိုအတက်မယ်ဆိုရင်အောင်ဇက်ကိုခွင့်ရင်ထဲကနေထွက်ရှားဘယ်နာမှမသွားနဲ့နော်သူ့ကိုသေချာမထွက်နိုင်ရင်သူနဲ့မတတ်တယ်ပြီးရင်သူနဲ့လွဲတတ်တယ်ဘာလို့လဲသိလား तू ကအန်တန် तू ကအန်ဂျီတန်အတန်လေးကဆင်းနေဒါပေမဲ့မတူဘူးအဲ့ဒါမှအောင်းလို့ဖြစ်ရမှာသူကအောင်းလည်းမဟုတ်တော့မအောင်းဘူးနော်ဘယ်မှမအောင်းနဲ့နော်အာငါအောင်းကိုပြန်ဆိုလိုက်တာအောင်းအဲ့ဒါအောင်းနဲ့မလုံးနဲ့မအောင်းဘူးဘယ်မှမအောင်းဘူးအခုအောင်းလိုက်ရင်နောက်ဆိုရင်ချောင်းတွေရောချောင်းတွေရောညောင်းတွေရောရောက်လာနိုင်မယ်အောင်းမဟုတ်ဘူးနော်အောင်းရမယ်နော်အိမ်ကနေကျင်းရတော့လက်ဖက်တယောက်ချင်းထုတ်ခိုင်းပါရပြီနော်ပြန်ကြည့်မယ်နော်ခါတန်ဆိုရင်နာတန်ဆိုရင်နာတန်ဆိုရင်ရာတန်ဆိုရင်နဲမတန်ဆိုရင်မာတန်ဆိုရင်နဲအာတန်ဆိုရင်မအောင်လို့တက်တယ်ကြည့်ကောငါ့ကိုဆိုကြည့်ပါခုပဲပြောနေအောင်လို့ရမနော်အဲ့ဒါမပြီးဒီအတမပြီးအချင်းဆိုရမင်းကိုဖတ်လို့မရဘူးချက်ကစာရာအဒလာရန်စာရန်
ram 사람가 루 사람가 아치 알외죠 네 아담비 아담비 베이베 로에 나오고 요라 사랑 아치 사랑 다가 사람 알로 야이노 베이베 왜 그러나요 아담 하면 비기 사람 양다 람 마주 하다면 양이만 하나 사이에 껴야 되냐 맞더이만 하자 뼈 오면야 아다나 누가 디네야만 왜 드랍 되나요 뼈 하나 디네야 맨날 나부바다는 인간이 돼야라အဲ့ဒါပဲအသက်တောင်ဒီလိုတင်နိုင်တာဒီလိုရှင်းနိုင်တာစာအုပ်စပြီးတော့ဘီးတွေတရတွေပြီးမှဘီးအောင်လောက်ခဏစာအုပ်စပြီးတော့မှအမေစာခေါင်းတွေစဖတ်ပါပြီဆိုတာနဲ့အသက်တောင်အခုလိုမျိုးကြီးအသေးစိတ်မရှင်းနိုင်ဘူးဘာလို့လဲဆိုတော့လူကစာသင်အောင်ပဲလေအဲ့တော့အဲ့အသက်တောင်ပြည်ပြင်းဖို့ဆိုတာကိုအားကိုမှမကိုးဆိုရင်ထွက်ဖို့ရခိုင်တော့တဖြည်းဖြည်းနဲ့ရော့သွားတယ်အသက်မှားဖို့ရခိုင်တော့ပိုများလာဆာလို့အဲ့ဒါလည်းတော့စာကြည့်တယ်ဖတ်တယ်လားတော့ရတာလည်းဖတ်တာလူရေးမှာနော်လူရေးရမှာနော်မေးမယ်နော်လူရေးပြီးတော့လူရေးရစကလုံးမိုင်းတင်မာလေးနဲ့စာရေးထားပြောသားရေးပြောတင်မာလေးနဲ့ရမယ်နော်ဟုတ်ပြီပါဒီချိုင်နော်အဲ့တော့ခါဦးခါတယ်နော်ခုနဲနာအိုကိုခါတယ်နော်ခောက်လိုက်တော့နာအိုလို့ no နဲ့မခေါ်နဲ့ no မဟုတ်ဘူးနော် no ခါတယ်မှန်သေးတယ်အဲ့ဆိုရင်နောက်ကိုခါတယ်ရောငါစီရလေးမဖြတ်နဲ့နစ်နောက်ပြီးတော့ရှီကိုခါတယ်ရောရှီအဲ့လိုရှီကိုနားတယ်ရောရှင်အဲ့တို့ရဲ့နာမည်ကဒီလိုလေရှင်ဒူရီမဟုတ်အမလေးဒီမှာနာမည်ပါပြက်သွားတာရှင်ဒူရီကိုရီးယားလိုရှင်ဒူရီမလေးရှင်ဒူရီဘယ်လိုပါလဲရှင်နေပဲရှိပြရတယ်ဒူရီကနဲ့ရှင်ကကိုယ့်ကိုယူတာမျိုးနာမည်ဒါအမှန်တကယ်ဒါကိုရီးယားနာမည်အရင်ကြည့်မယ်ဆိုရင်ကဒါမျိုးနာမည်ဒါကိုနာမည်နှစ်ဒူရီရဲ့လည်းပြောနှစ်အောင်ပြရတယ်အားပြရတယ်နှစ်ခုအဲ့ဒါမင်းရေးတယ်မဟုတ်လေနာမည်ရေးပေးရမှာမဟုတ်လေဒါကြောင့်ကိုရီးယားနာမည်ကယူရိုနာမည်ကိုရေးပေးဆိုရင်ကြတော့မြန်မာနာမည်ကိုရီးယားလိုရေးရတာဖြစ်သွားလိမ့်မယ်အဲ့ခါကျကိုရီးယားနာမည်လိုချင်တယ်ဆိုရင်ရှာပေးမယ်အတိတ်ပဲနဲ့နာမည်ကြီးကြိုက်တဲ့နာမည်ကိုရှာပေးမယ်ကျဲတယ်ကိုယ်တကယ်ကိုနာမည်နဲ့ကိုယ်ကလူနာမည်ဆိုပါတော့ချင်းမင်းဆိုရင်ချစ်မင်းရအောင်ချင်းမရမင်းရှစ်လေပါချင်းမင်းအော်ချစ်ကျမအင်္ဂလိပ်လိုဒါပေမဲ့အတန်ခိုင်းချင်းမင်းမဖြစ်မှာဘာလဲဆိုတော့ဒီချစ်စားတာကပါအင်းနဲ့ဟုတ်တယ်လားချစ်မလုပ်နဲ့နော်ဒီဟာစားတာမဟုတ်နော်ချစ်မဟုတ်နော်တီးတယ်အဲ့ချစ်မင်းဟုတ်တယ်နော်ဒါပေမဲ့သူကအတန်ထွက်တဲ့ဥပဒေတွေရှိသေးတယ်အတန်ထွက်တာသူကအခုကအတန်ထွက်တော့မှရှိသေးတယ်အတန်ထွက်ဥပဒေဆိုတာတက်ရှိသေးတယ်အဲ့အတန်ထွက်ဟိုပါပေါ့နော်ဗါလဲဘာလုံးပေါ့နော်ဘာလုံးကအတန်ထွက်နေရတက်ရှိသေးတယ်အဲ့တော့ဒီမှာဆိုရင်သူကစနဲ့မနဲ့တွေ့နေအောင်မလို့ဆိုမှနားတန်ကြောင်းပေးရအဲ့ဒါအတန်ချစ်မင်းကိုထွက်လို့မရဘူးချင်းမင်းပဲချင်းမင်းရှိ
အဲ့လိုရဒီလိုရေးပေမဲ့အတန်ထွက်တော့နားတန်နဲ့ထွက်တော့ချင်းမင်းရှိချင်းမင်းရှိ ချင်းမင်းရှိ ချင်းမင်းရှိ